အားလုံးပဲမင်္ဂလာပါရှင် Next EP Mobile ရပါရှင်အခုဆိုလို့ရှိရင်တော့ညီမရောက်ရှိနေတာကတော့အောင်မင်္ဂလာမှာရှိတဲ့ EP Station တစ်ခုကိုရောက်ရှိနေရပဲဖြစ်ပါတယ်ရှင် Station မှာရှိတဲ့အကိုတွေလာသွင်းတဲ့ဟာကိုလိုက်လည် interview မှာဖြစ်လို့ဗီဒီယိုကိုဆုံးဖြတ်လက်ကြည့်ရှုပေးကြပါအောင်ရှင်အကိုမင်္ဂလာပါရှင် ဟုတ်မင်္ဂလာပါညီမလေး အခုနာမည်လေးနဲ့မိတ်ဆက်ပေးပါအောင် ဟောကျွန်တော်တက်ခိုင်ဝင်ပါငယ်ရ ဟုတ်ကဲ့ပါအခုအကိုကဒီ Charging Station မှာအားလာတင်နေတာပေါ့နော်ဟုတ်ကဲ့ ဟုတ်တယ် ဟုတ်ကဲ့ပါကိုဟိုဟာဒီအားသွင်းတာပေါ့လေကိုဘလောက်ပါတင်ရနေပြီးလာသွင်းတာလည်းမသိဘူးရှင် အခု42% ဒီ လာ ကနေပြီးတော့ဘလောက်ပြည့် ဟောပေါ့99ပေါ့99 98တောင်းပေါ့ဟုတ် ဟုတ်ကဲ့ဟုတ်ဟောစီကားတွေပါရော မမူးပါတယ်ဟုတ်စီကားအင်ကားတော့မမူးပါ အိမ်စီကားမမူတော့တစီတော့မဟုတ်ဘူး တ ပေါ့ စီတော့မဟုတ်ပါဘူး ဟုတ်ကဲ့ဟုတ်ဟိုဟာစီကားကိုဘယ်လိုပြောင်းပြစ်တာလဲမသိဘူးရှင် စီကားတော့လောလောဆယ်ဟိုဟာစုံမတွေရှိနေတော့ ဟုတ် ဒီအားလည်းနည်းနည်းကိုပိုင်မောင်းရင်တော့ဝယ်ဘူးလေးတစ်ခုရတယ်ပေါ့နော်ဆိုတော့အဲ့ယူခြင်းနဲ့ဒီ EV လေးထပ်ပြီးတော့ဝယ်ပြီးတော့ပြန်ပြီးတော့မောင်းလိုက် ဟုတ်ကဲ့ဟုတ်အရင်တော့စီကားကုန်ကြဈေးနေပေါ့လေအခု EV ကကုန်ကြဈေးနေကြတော့ရှင်းလိုက်လို့ရှိရင်ကိုဘယ်ရတာလဲမသိဘူး တက်တာပေါ့တက်တာတော့ဆိုတာသူကစီကတော့အခုဒီပတ်ဝန်းကျင်က3500ပတ်ဝန်းကျင်လောက်ရှိတာဟုတ်တယ်လီတာဆိုသူကြတော့အပြည့်ဖြစ်ရင်တော့မှ3000ဆိုတော့ပေါ့နော်အမှန်ပေါ့ average ပေါ့အဲ့လောက်ဆိုရင်တော့ကွာတယ်ပေါ့နော်ဟိုကုန်ကြစိတ်တော့အခုလောလောဆယ်ဒီမှာတော့ဘာမှဟိုကုန်ကြစိတ်အများကြီးရှိသေးတယ် ကုန်ကြဈေးလည်းမရှိ ကားလည်းကားတစ်ဆိုတော့နော်နောက်ပိုင်းတော့လည်းမပြောတတ်ဘူးပေါ့နော်ကုန်ကြစိတ်တစ်ခုလာနေတာပေါ့နော် plastic ပေါ့ ဟုတ်ကဲ့ပါအခုဟိုဒီ EV ကားကိုပေါ့လေအခုပြင်ဆင်ဖို့အတွက်ဆိုရင်ရော workshop တွေပါရောလွယ်တကူရှိလားမသိဘူး ရှိတယ်သူ့ခြံကန်ရဲ့ showroom မှာပဲသွားပြီးတော့ပြလို့ရပါတယ်သူတို့ကတော့ service တွေရှိ service ရှိတယ်0ကီလိုနဲ့ဝယ်ထားဆိုတော့သူကကီလို9000ဆိုရင်ပြန်ကြည့်ပြီးတယ်ပေါ့နော်ပြန် service free service ပြန်လုပ်ပြီးနောက် 9000ကျရင် ဟုတ်တယ် ဟုတ်ကဲ့ပါ နောက်ထပ် plus 9000ဆိုရင်တော့ထပ်ပြီးစစ်တာပေါ့နော်သူကတဲ့ဘိုင်းတွေပြန်ကြည့်ပြီးတယ်လိုအပ်တဲ့လဲစရာရှိသေးပေါ့နော်မလို့တော့ဘာမှတော့မရှိသေးဘူးပါလေသူကလေ ဆရာဘက်တွေရောအခုရှားရတာရောတွေ့လားမသိဘူးရှင် လောလောဆယ်တခြားကားတွေတော့ရှိတယ်ဒီခြံကန်တို့ကတော့ပစ္စည်းကတော့ဝင်လာတော့နည်းတယ် ဟုတ်ကဲ့ ဥပမာရေကားတို့တဲကားတို့နောက်ထိုင်ကုန်ဆွတ်တို့ဆိုသူ့ origin မလာဘူးเนาะမလာဘူးနောက်ဒီတခြား accessory ကလည်းရှားတာဆက်တော့ပေါ့နော်နောက်တော့လာရင်လည်းလာမှာပေါ့နော်ဒီလိုဆိုတော့တူfit site တော့မရှိဘူး ဟုတ်ကဲ့ တခြား universal ရှိတဲ့ဟာကိုပဲတော့ရတာပေါ့နော် ဟုတ်ကဲ့ပါအဲ့ဆိုအခုလက်ရှိမှာတော့ကိုကဟို EV ကားကိုပေါ့ပြင်ဆင်စိတ်လည်းဘာမှမရှိသေးဘူး ဟုတ်တယ် ဘလုံးအစားအဆင်ပြေတယ်ပေါ့နော်ဒီကနေပြီးတော့ EV ချိန်ပြီးတော့ဗောလေမောင်းနေတာကိုတော့ကတော့အဆင်ပြေနေတယ်ဆိုတဲ့အကြောင်းဗောလေအခုရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တကယ်လို့ဗောလေအခုလက်ရှိမှာစီကားမောင်းနေတဲ့အကိုတွေကဗောဟိုပြောမယ်ဆိုတော့ EV ကမကောင်းဘူးပြောနေကြတယ်ဗောအဲ့ဒီဟာလေးအတွက်ကိုလည်းအကိုအတွက်ဟိုစီကားမောင်းတဲ့အကိုတွေအတွက်ဗောဒါလေးဗောဒါလေးပြောချင်ပါတယ်အကို မကောင်းဘူးလို့တော့မဟုတ်ပါဘူးသူ့ရဲ့ဟိုပေါ့စီကားလည်းအာသာချက်အာနဲ့ချက်ရှိလေသူလည်း EV လည်းအာသာချက်အာနဲ့ချက်ရှိကြပါတယ်အဲ့တော့ဟိုခေါ်လဲကားဘယ်အဖြစ်ဖြစ်တော့သူအနေနဲ့သူတော့သုံးမှာဟိုဟာလေတစ်ဖက်သက်ကြီးအဲ့လိုမျိုးပြောတာတော့ကျွန်တော်တော့သိပြီးမရှိပါဘူးလို့အဲ့ဒါတစ်ဖက်တစ်ခုလုံးကောင်းပါတယ်နောက်တော့စီကားဆိုလည်းဒီတချို့နေရာတွေမှာတော့ကောင်းကောင်းထိုးချလို့ရတယ်ဆိုတော့ EV ကလည်း EV တယောက်ပေါ့နော်တချို့နေရာကျတော့ကြမ်းတမ်းသုံးလို့ရတဲ့နေရာရှိတယ်ပေါ့ဥပမာဘာပေါ့ risk တချို့နေရာကျတော့ risk ရှိတာပေါ့နော်ဒီ EV ဆိုရင်မှာ station အတွက်စဉ်းစားရတဲ့ဘိုင်းရှိတာနော်စီကားကျတော့အဲ့လိုစဉ်းစားအဲ့လိုမျိုးတော့အားသာကြနဲ့ device ကတော့ရှိပါတယ်လို့ ဟုတ်ကဲ့ပါအဲ့ဆိုလို့ရှိရင်အကိုကစီကားမောင်းနေတစီမောင်းနေတယ်ဗောလေစီကားတစီမောင်းနေတဲ့အကိုတွေကိုဗောဟို EV ကျောင်းမောင်းဖို့ဗောလေအကြံဉာဏ်လေးပေးချင်လားဗော အဲ့လိုတော့မပြောချင်ပါဘူးသူလည်းသူကလည်းအဆင်ပြေနေကြတာပဲလေကျွန်တော်လည်း EV ကလည်း EV လေးအောင်အားသာချက်တရားမျိုးတော့မတူကြဘူးပေါ့နော်ဒီစားချင်းမတူကြတော့အဲ့လိုမျိုး EV မောင်းပါလို့တော့ကျွန်တော်တော့အဲ့လိုအရင်ကမပြောချင်ပါဘူးလို့နော်တရားမျိုး type ချင်းမတူကြဘူးဆိုတော့လေဟုတ်ကဲ့ပါဟုတ်ကဲ့ အခုလိုပြကြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ next EV ကနေပြီးတော့အခုတလက်ဆောင်လေးပေးဖို့ရှိပါတယ် ကျေးဇူးပါဟုတ်ကဲ့ပါ ဟုတ်